맛있어. 안녕하세요. 저는 샤프 찬입니다. 오늘은 4가지 한국 요리를 만들어 볼 거예요. 따라해 보세요. 나래라 나만래မြန်မာလို switch အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကကိုရီးယားတွေဟင်းချက်တဲ့ပုံစံအတိုင်းကိုရီးယားမဲသားဟင်းလေးချက်ပြမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာအရင်ဦးဆုံးတော့အမဲသားလွာလေးတွေကိုပြုတ်ဖို့အတွက်အိုးထဲကိုရေထည့်ပါမယ်ပြီးရင်တော့အမဲသားနှံ့ပြောက်အောင်လို့ရှာလကာရေလေးတစ်စွန်းထည့်ပြီးတော့အမဲသားလွာလေးတွေကိုပြုတ်မှာဖြစ်ပါတယ်အမဲသားလေးတွေကိုတော့အလွာပပားလေးတွေလှီးထားပြီးတော့ဂျင်းနဲ့ကြက်သွန်မျိုးထောင်းပြီးတော့အနံ့ပြောက်အောင်လို့နယ်ထားပြီးတာဖြစ်ပါတယ်ဒီအမဲသားလွာတွေကိုအရင်ဦးဆုံးနူးသွားအောင်လို့ပြုတ်ပေးရမှာဖြစ်ပါတယ်အမဲသားကိုပြုတ်တင်ထားတဲ့အချိန်မှာဟင်းနဲ့ထည့်ဖို့အတွက်မုံလာဥနီလေးတွေကိုအခုလိုမျိုးပဲအချောင်းလေးတွေလှီးလိုက်ပါမယ်ပြီးရင်တော့ငရုတ်ပွားတော့အရှည်အစိမ်းကိုလည်းအခုလိုမျိုးလေးတွေပဲဆောင်းဆောင်းလေးတွေလှီးထားလိုက်ပါမယ်ပြီးရင်တော့ကြက်သွန်နီကြီးကြီးတစ်လုံးကိုအစိတ်သေးလေးတွေစိတ်ထားလိုက်ပါမယ်ခင်ဗျာပြီးရင်တော့အဆက်ရတာအတွက်ငုတ်သီးအနီတောက်ကလေးတွေကိုသုံးပါမယ်ဒါကတော့မိမိစိတ်ကြိုက်ပါအဆက်စားနိုင်တဲ့လောက်ထည့်ပါခင်ဗျာသူ့ကိုတော့ကကြီးလေးတွေနဲ့ပဲကြိုက်ထားလိုက်ပါမယ်အမဲသားပြုတ်တင်ထားတာနူးသွားပြီဆိုရင်တော့အသားဘက်တွေကိုပဲဆယ်ထားပေးလိုက်ပါမယ်ဒီပြုတ်ထားတဲ့အရည်ကိုတော့မသုံးပါဘူးခင်ဗျာကိုရီးယားဟင်းချက်ဖို့အတွက်ကိုတော့ဟင်းအနှစ်ကိုအရင်ဦးဆုံး soft အနေနဲ့ဆက်ပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာကိုရီးယားငရုတ်သီးအနှစ်ဘူးလေးကိုသုံးပါမယ်သူ့ကိုဟင်းစားစွန်းနဲ့တစုံမမောက်စာလောက်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ခရုစီကိုလည်း2စွန်းလောက်အသုံးပြုပါမယ်ဒီကိုရီးယားဟင်းချက်ဖို့အတွက်ကိုလေငံပြရည်ကောင်းကောင်းလေးလေးလိုအပ်ပါတယ်ကျွန်တော်ကတော့နာဂါဆာကီတစ်စိမ့်9-3 ကောင်ငံပြရည်ကိုအသုံးပြုပါမယ်ဒီငံပြရည်လေးကအနံ့ရောအရသာရောအရန်ကောင်းတဲ့အတွက်ကြောင့်လေကျွန်တော်ဒီနေ့တော့ကိုရီးယားဟင်းထဲမှာဒီငံပြရည်လေးကိုအသုံးပြုပါမယ်ငံပြယူတော့ဟင်းစားစွန်းနဲ့2စွန်းစာလောက်အသုံးပြုပါမယ်ခင်ဗျာဒါပြီးရင်တော့ပဲငံပြကြီးအကြီး1စွန်းလောက်ထည့်ပါမယ်ခင်ဗျာငရုတ်သီးမှုတ်ကိုလည်းမိမိအဆက်စားနိုင်တဲ့လောက်ထည့်ပါမယ်အယောင်တင်မှုတ်ပါကိုရီးယားငရုတ်သီးမှုတ်ရှိရင်တော့ပိုကောင်းပါတယ်ခင်ဗျာဒါပေမဲ့အယောင်တင်မှုတ်ပဲသုံးလဲရပါတယ်ပြီးရင်တော့ဟင်းချက်အရက်ကိုလည်းအဖုံးလေးနဲ့တစ်ဖုံးလောက်ထည့်ပေးလိုက်ပါမယ်တိတိကျကျလေးနှံ့ဆက်သွားအောင်လို့မှွေထားပေးလိုက်ပါမယ်ခင်ဗျာကိုရီးယားဟင်းချက်ဖို့အတွက် soft ဆက်ပြီးပြီဆိုရင်တော့ဟင်းစားချက်လို့ရပါပြီ။အိုးပူလာရင်စီလေးထည့်ပြီးတော့ကြက်သွန်ဖြူနှုတ်ပေါက်ထားတာလေးထည့်ပါမယ်။ပြီးရင်တော့အစိတ်ကလေးတွေစိတ်ထားတဲ့ကြက်သွန်နီကိုလည်းထည့်လိုက်ပါမယ်ခင်ဗျာ။ကကြီးလေးနဲ့ညှက်ထားတဲ့ငုတ်သီးစိမ့်အနီတောက်ကလေးတွေပါတစ်ခါတည်းထည့်လိုက်ပါမယ်။အနံ့လေးမွေးလာအောင်လို့အနှဲငယ်မှွေပေးပြီးရင်တော့မုံလာဥနီလေးတွေကိုထည့်လိုက်ပါမယ်ခင်ဗျာ။ဒါပြီးရင်တော့ခုနကတော့ဆက်ထားတဲ့ soft ကိုတဝက်လောက်ထည့်လိုက်ပါမယ်ပြီးရင်တော့စီသက်ထားတာနဲ့ soft ကိုတတိချာချာလေးနှံ့သွားအောင်လို့မှွေပေးလိုက်ပါမယ်အနံ့လေးလည်းစပြီးတော့မှွေးလာပါပြီခင်ဗျာဒါပြီးရင်တော့ပြုတ်ပြီးတော့ဆယ်ထားတဲ့အမဲသားလွှာလေးတွေထည့်လိုက်ပါမယ်ခင်ဗျာတေချာလေးသမသွားအောင်လို့အထက်အောက်ကလေးမှွေပေးလိုက်ပါမယ်ထပ်ပြီးတော့လှီးဖြတ်ထားတဲ့ငရုတ်ပွားတော့စိမ်းလေးတွေထည့်ပေးလိုက်ပါမယ်ခင်ဗျာအရသာအတွက်ကိုတော့ကြက်သားမုတ်အသုံးပြုပါမယ်ခင်ဗျာအချိုအရသာအတွက်ကိုလည်းတကြားလေးတစ်စွန်းလောက်ထည့်ပေးလိုက်ပါဦးမယ်ပြီးရင်တော့ရေအနှဲငယ်ထည့်ပြီးတော့အပေါ်အောက်တေချာလေးမှွေပေးလိုက်ပါမယ်တေချာလေးမှွေပေးပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခဏလောက်ထပ်ပြီးတော့တဲတင်ပေးထားလိုက်ပါမယ်ခင်ဗျာ9မိနစ်လောက်ဖုံးအုပ်ပြီးတဲတင်ပေးထားလိုက်တာအခုဆိုရင်ဟင်းလေးလည်းကျက်သွားပြီးအနံ့လည်းမွေးလာပြီဆိုရင်ခုနကတော့ဆက်ထားတဲ့ soft လက်ကျန်တစ်ဝက်ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာ soft နဲ့တိတိကျကျလေးအသားတွေလုံးနေအောင်လို့ခဏလောက်ထပ်ပြီးတော့မှွေပေးလိုက်ပါမယ်အခုဆိုရင်တော့ရေလေးလည်းစစ်ပြီးတော့အသားလေးလည်းတိကျကျက်သွားပါပြီဒါဆိုရင်တော့ကိုရီးယားမဲသားဟင်းလေးရနေပါပြီအခုနောက်ဆုံးအနေနဲ့အပေါ်ကနေပြီးတော့အမွှေးကြိုင်လေးထည့်ပေးလိုက်ပါမယ်အရင်ဦးဆုံးငရုတ်ကောင်းမှုန့်နှဲငယ်ထည့်ပါမယ်ပြီးရင်တော့နှမ်းစီမွေးထည့်ပါမယ်ခင်ဗျာအနံ့လေးပုံမွေးသွားအောင်လို့နှမ်းစီလေးတွေပါဖြူပြီးထည့်ပေးလိုက်ပါမယ်
ဒီဟင်းလေးကလေနှမ်းနှံလေးမှုမွေးလေးနဲ့လေအရန်ဆောက်လို့ကောင်းတာအသားကိုလည်းနူးဣနေအောင်လို့အရင်ဦးဆုံးပြုတ်ပြီးတော့ပြုတ်တဲ့အယူကိုလည်းလေပြန်မသုံးထားတဲ့အတွက်ကြောင့်မို့လို့အမဲသားနဲ့လည်းလုံးဝမထွက်ပဲနဲ့လေနှမ်းနှံမှုမွေးလေးနဲ့လေအရန်ဆောက်လို့ကောင်းတဲ့ဟင်းလေးပါခင်ဗျာအခုနောက်ဆုံးအနေနဲ့အပေါ်ကနေပြီးတော့ကြက်သွန်ဘိတ်ကလေးတွေဖြူထည့်ပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ကိုရီးယားစတိုင်ကိုရီးယားအမဲသားဟင်းကြက်ပါပြီခင်ဗျာဒီဟင်းလေးကလေဂင်ချီနဲ့တွဲပြီးတော့ထမင်းပူပူလေးနဲ့စားမယ်ဆိုရင်လေအရန်ဆောက်လို့ကောင်းတဲ့ဟင်းလေးပါဒီဟင်းလေးကိုတော့ကိုရီးယားတွေဟင်းချက်တဲ့ပုံစံလေးတွေကိုလေ့လာပြီးတော့ကျွန်တော်လိုက်ပြီးချက်ကြည့်တာဖြစ်ပါတယ်ဒီဟင်းကိုအမဲသားနဲ့မှမဟုတ်ပဲဝက်သားနဲ့ချက်ရင်လည်းပို့ပြီးတော့စားကောင်းမှာပါဝက်သားဆိုတော့ပို့ပြီးစူတာပေါ့နော်အိမ်မှာတော့ဝက်သားမစားတဲ့အတွက်ကြောင့်မို့လို့အမဲသားနဲ့အခုလိုပဲအမဲသားလွှာလေးနဲ့ချက်တာဖြစ်ပါတယ်တငယ်ချင်းတို့လည်းအခုလိုပုံစံလေးလိုက်ပြီးတော့ချက်စားကြည့်နော်အရန်စားလို့ကောင်းပါတယ်ကျွန်တော်ကတော့ဂင်ချီလေးနဲ့တွေ့လိုက်အောင်မယ်ရှိရိုရဲ့ဘော်ဂေယော맛있어. 정말 맛있어. 코리아ဟင်းစားပြီးတော့မြန်မာစကားမပြောတော့ဘူးကိုရီးယားလိုပဲပြောတော့တယ် confidence level ကတော့ so high ကဲဒါဆိုရင်တော့ကျွန်တော်ကောင်အောင်ဆက်စားလိုက်ဦးမယ်နော်ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျမ်းမာရေးကူးစိုက်ကြပါအားလုံးပဲတတ်တာ bye